ပထမဆုံးအကြိမ်အမဲလိုက်ထွက်တုန်းကကောင်လေးဟာချင်းသေးထီတကောင်နဲ့ထိတ်တိုက်တွေ့ခဲ့ပေမဲ့ချင်းသေးရဲ့မျက်လုံးထဲမှာရန်လိုတဲ့အရေးအယောင်မတွေ့တာကြောင့်တနက်ကိုချက်ချင်းပြန်ချလိုက်တယ်။ကောင်လေးရဲ့အဖေကတနက်နဲ့ပြစ်လိုက်တာကြောင့်ချင်းသေးဘရင်ဟာချက်ချင်းဒေါသထွက်သွားခဲ့ပါတယ်။အဖေဖြစ်သူကနောက်ထပ်အကြိမ်ကြိမ်ပြစ်ခတ်ခဲ့ပြီးဒဏ်ရာရသွားတဲ့ချင်းသေးဟာကောင်လေးကိုဆွဲခေါ်သွားခဲ့တော့တာပါ။ကောင်လေးသတိလစ်ခါနီးအချိန်မှာပဲချင်းသေးဘရင်ရဲ့သွေးတစ်စက်ဟာသူ့ရဲ့ဒဏ်ရာပေါ်ကျသွားပြီးသူ့ရဲ့ DNA နဲ့ပေါင်းဆက်သွားခဲ့တယ်။ကောင်လေးရဲ့ခန္ဓာကိုယ်ဟာစတင်ပြောင်းလဲလာခဲ့တော့တယ်။ကောင်လေးကရဗန်ဟာအံ့ဩစရာကောင်းလောက်အောင်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ကျမ်းမာရေးပြန်ကောင်းလာပြီးတဲ့နောက်ကရဗန်ဟာအိမ်ပြန်ရောက်လာခဲ့ပေမဲ့အဖေဖြစ်သူကတော့တက်တိကြောင်လုံးနဲ့ဆိုပြီးပြင်းပြင်းထန်ထန်စူပူချိန်မောင်းခဲ့တာပေါ့။ကရဗန်ဟာနေရံမှာချိတ်ဆွဲထားတဲ့ချင်းသေးဘရင်ရဲ့ဦးခေါင်းကိုမြင်လိုက်ရတဲ့အခါဒေါသတွေအထွတ်ထိပ်ရောက်သွားခဲ့တယ်။သူတို့နှစ်ယောက်ဟာပြင်းပြင်းထန်ထန်စကားများရန်ဖြစ်ခဲ့ကြပါတယ်။ကရဗန်ဟာဒေါသထွက်နဲ့အခန်းထဲပြန်ဝင်သွားပြီးတိတ်တဆိတ်အိမ်ပေါ်ကဆင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အမိုးပေါ်တက်လိုက်ချိန်မှာပဲသူနင်းလိုက်တဲ့အမိုးကျုပ်ပြားတွေကျိုးပဲ့သွားခဲ့တာပါ။ဒါပေမဲ့အထီးကိတ်မရှိလွတ်မြောက်သွားခဲ့ပြီးမြက်ခင်းပစ္စည်းပြန်ရောက်တဲ့အခါသူ့ရဲ့အကြားအာရုံဟာထူးထူးခြားခြားထက်မြက်လာတာကိုတွေ့လိုက်ရတယ်။သူဟာအဝေးကတုန်ခါမှုတွေကိုပါကြားနိုင်နေခဲ့တာပါ။ကျွဲအုပ်ကြီးတအုပ်ဟာသူ့စီကိုအရှိန်ကုန်ပြေးဝင်လာနေခဲ့ပါတယ်။လွင်ပြင်ကြီးထဲမှာပုံးစရာနေရရဲ့လို့လုံးဝမရှိခဲ့ပါဘူး။သူဟာကြောက်လန့်တကြားနဲ့ခေါင်းကိုပဲပုံးအုပ်ထားနိုင်ခဲ့တယ်။ဒါပေမဲ့ထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။ကျွဲအုပ်ကြီးဟာသူ့ကိုရှောင်ကွင်းဖို့သူတို့ဘာသာသူတို့လမ်းကြောင်းပြောင်းသွားခဲ့ကြတယ်။မောကြည့်လိုက်တဲ့အခါကျွဲအုပ်ခေါင်းဆောင်ကသူ့ကိုကာကွယ်ပေးနေတာကိုမြင်လိုက်ရပါတယ်။ကျွဲအုပ်ကြီးလည်းလူခွဲထွက်ခွာသွားခဲ့ကြတယ်။အဲ့ဒီနောက်မှာပဲကျွဲအုပ်ခေါင်းဆောင်ဟာလှည့်ထွက်သွားခဲ့တော့တာပါ။ကရဗန်ဟာမိမိကိုယ်ကိုထူးခြားတဲ့စွမ်းအားတွေရရှိထားပြီဆိုတာကိုသဘောပေါက်သွားခဲ့တယ်။တာမန်ပြစ်လွတ်လိုက်ရုံနဲ့တင်လှမ်းကို1 ကီလိုမီတာအကွာဝေးထိရောက်အောင်ပြစ်နိုင်ခဲ့ပါတယ်။သူ့ရဲ့အရှိန်ဟာတစ်တောကြောင်ရဲ့အရှိန်ထက်တောင်ပိုမိုမြန်ဆန်ခဲ့တယ်။တားကောင်ကိုအေးဆေးဆေးပဲလိုက်ဖမ်းနိုင်ခဲ့တာပါ။ရိုးရိုးလေးခုံလိုက်ရုံနဲ့တင်ပြန်တန်းနေတယ်လို့ဖြစ်သွားစေခဲ့တယ်။ကွက်တီအဲ့ဒီအချိန်မှာပဲတနက်တန်တစ်ချက်ဟာငြိမ်သက်မှုကိုဖြိုခွဲလိုက်ပါတယ်။ကရဗန်ဟာတစ်ပင်ကြီးတစ်ပင်ပေါ်ကိုလက်ပလာနဲ့တက်သွားခဲ့တယ်။ပြီးတော့ပိုမိုကောင်းမွန်လာတဲ့အမြင်အာရုံကြောင့်ကျွဲတွေကိုတက်ဖြတ်နေတဲ့တောပုံအမဲလိုက်သမား2ယောက်ကိုမြင်တွေ့လိုက်ရပါတယ်။ကရဗန်ဟာသူတို့ကိုတားဆီးဖို့အရှိန်ကုန်ပြေးထွက်သွားခဲ့တယ်။ဒါပေမဲ့သူရောက်သွားတာနောက်ကျသွားခဲ့ပါပြီ။မြေပြင်ပေါ်ကကျွဲအလောင်းတွေကိုကြည့်ရင်သူ့မှာဒေါသတွေအပြည့်ဖြစ်ပေါ်လာခဲ့တယ်။တောပုံအမဲလိုက်သမားတွေကသူ့ကိုတနက်နဲ့ချိန်ပြီးထွက်သွားဖို့မိမ့်မိန်ကြီးခိုင်းစေခဲ့ပါတယ်။အဲ့ဒီစကားတွေဟာကရဗန်ရဲ့ရိုင်းဆိုင်တဲ့တောရိုင်းတဘာဝကိုနှိုးဆွပေးလိုက်တယ်လို့ဖြစ်သွားခဲ့တယ်။သူဟာဓားမြောင်ကိုဖြည်းဖြည်းချင်းထုတ်လိုက်ပြီးအမဲလိုက်သမားတွေကိုအပြတ်အသတ်နှိမ်နင်းလိုက်ပါတယ်။အဲ့ဒီအချိန်ကစလို့ဒီမြက်ခင်းပြင်ကြီးကိုကာကွယ်စောင့်ရှောက်ဖို့သူဆုံးဖြတ်လိုက်တော့တယ်။20နှစ်အကြာမှာတော့ကရဗန်ဟာမြက်ခင်းပြင်ရဲ့အဆောင်ရှောက်ဖြစ်လာခဲ့ပါပြီ။တောပုံအမဲလိုက်ခိုင်းရဲ့ခေါင်းဆောင်ကိုဖမ်းဆီးဖို့အတွက်သူဟာဒူးစရိုက်သမားအဖြစ်ဟန်ဆောင်ပြီးထောင်ထဲကိုစိတ်ဝင်သွားခဲ့တယ်။နောက်တစ်နေ့မှာတော့ဂိုင်းချုပ်ရဲ့နယ်မြေထဲမှာလေ့ကျင့်ရေးလုပ်နေတာကြောင့်လူတစ်ယောက်ကကရဗန်ကိုလာရောက်ရန်စခဲ့ပါတယ်။ပြိုင်ဘက်ရဲ့ချင်းချောက်မှုကိုကရဗန်ဟာသူ့ရဲ့အင်အားနဲ့တုံ့ပြန်လိုက်တယ်။မကြာမီမှာပဲသူတို့ဟာကရဗန်ကိုသူ့ရဲ့ပြစ်မှတ်ဖြစ်တဲ့ဂိုင်းချုပ်ရဲ့အခန်းထဲခေါ်ဆောင်သွားကြပါတယ်။သူဟာလက်နက်ချအရှုံးပေးဟန်ဆောင်ပြီးဒူးထောက်လိုက်တယ်။ရုတ်တရက်ရဲရဲတောက်ဆွဲစွမ်းအားတွေကိုထုတ်သုံးပြီးခေါင်းချုပ်ရဲ့လက်ပါးစီတွေကိုခဏလေးနဲ့ဖြိုလဲလိုက်ပါတယ်။ဂိုင်းချုပ်ကိုယ်တိုင်တော့မလွတ်မြောက်နိုင်ခဲ့ပါဘူး။စူညံတန်ကြားလို့လာကြည့်တဲ့ထောင်ဝါရာတွေကိုလည်းသူကအလွယ်တကူပဲဖြိုလဲပစ်လိုက်တယ်။အဲ့ဒီနောက်မျက်နှာချက်ပေါ်ကိုတွားတက်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့တမန်လှတဲ့အင်အားနဲ့တန်နိုင်တွေကိုဆွဲဖြုတ်ပစ်လိုက်တယ်။သူဟာအမိုးပေါ်ကိုဓာတ်ရိုက်ခုန်တက်လိုက်ပေမဲ့အဆောင်တွေကချက်ချင်းတွေ့သွားခဲ့ကြပါတယ်။သူဟာကြည်စံအားလုံးကိုလျင်မြန်စွာရှောင်ကွင်းရင်းအရှိန်ကုန်ပြေးထွက်သွားခဲ့တယ်။ထောင်ထဲကနေလွတ်မြောက်အောင်ပြေးနိုင်ခဲ့ပေမဲ့မရောက်ဝင်ခဲ့ပါဘူး။ရုတ်တရက်သူ့ရှိမှနှင်းမုန်တိုင်းကြီးတိုက်ခတ်လာခဲ့တယ်။ကရဗန်ဟာလေနဲ့နှင်းတွေကြားထဲမှာလမ်းပြောက်သွားခဲ့ပါတယ်။သူ့အနားမှာကြောက်စရာကောင်းတဲ့တောဝင်ပလွေတစ်ကောင်ပေါ်လာခဲ့တယ်။ကရဗန်ကတော့နည်းနည်းမှမတုံ့လောက်ခဲ့ပါဘူး။သူဟာမျက်လုံးချင်းစုံပြီးဝင်ပလွေနဲ့ဆက်သွယ်ပြောဆိုလိုက်ပါတယ်။ဝင်ပလွေဟာချက်ချင်းပဲရင်ပါသွားခဲ့တယ်။ပြီးတော့ကရဗန်ကိုစောင့်ကြိုနေတဲ့လေရင်စီအထိလမ်းပြခေါ်ဆောင်သွားခဲ့တော့